ရွာရဲ့အပိုင်ပေါ့နော်ခင်လေကွင်းနေဘက်ကိုရောက်နေပြီခုနတောင်ကုန်းလေးအပေါ်ကကြတော့ဒီလိုသွားလိုက်ပြီးပြန်တစ်ခုထပ်ဖြီးသွားတာဒီနွားလေးတစ်ကောင်လေးခွေတယ်ဗျစော့နေကြလားခွေနေရလားကိုမသိပါဘူးကျွန်တော်တို့ဒီလေထွက်ကိုခင်လေရေထွက်ကိုသွားခြင်းလို့ပေါ့နော်ဒါဒေသခံအဲ့ရွာအဲ့အလုံးလုံးနေတဲ့အဲ့လေတဲ့လူတွေကိုမေးမြန်းပြီးတော့ဆက်ပြီးရှောက်တယ်ဟိုမြင်ရတဲ့ view ကတော့ကျွန်တော်အရင်ကြိုက်တာပဲဒီလေဝင်းနေချားလေးထဲမှာဒီအောင်ရှိပင်းနဲ့ဒီလေဆောင်တဲလေးနဲ့သူမအတူလည်းနည်းနည်းလေးလမ်းလေးတစ်ချက်ပြန်မေးရတယ်ဒီရေထွက်တဲ့နေရာလေးကိုပေါ့နော်ဘယ်ကသွားမလဲဆိုတာလေးတစ်ချက်ပြန်မေးတာမြန်ပြီးတော့ထပ်သွားမယ်ဗျာဒီဟိုဒါနည်းနည်းလေးခုနလေတော့ခင်လေရေထွက်ကလာတဲ့ချောင်းပေါ့နော်တရားလေးတော့ရှိတရားလေးကိုကြောပြီးထပ်သွားမယ်ဗျာနည်းနည်းလေးရေစံနေတော့ကြားနေရပြီဗျာရေစံနေတော့ကြားရတယ်ကဲရေတော့ခုံနေပြီဗျခင်လေရေထွက်ကိုတော့ရောက်တော့မယ်ဆိုတော့နော်ဘယ်လိုလဲမဖြစ်မလဲမင်းရကောင်းလိုက်တာဗျာနေတဲ့ပင်စည်းမဟုတ်ရောက်ပြီဗျာဒီမှာရှိတွေ့တာတော့ခင်လေရေထွက်ပပူကြီးနန်းနဲ့ဒါအဲ့ရေထွက်ကိုရှားတဲ့လမ်းအိမ်နားလေးကနေဆက်သွားပြီဆိုရင်ဒီလက်ပတ်မင်းလားအဲ့နားလေးမှာပြသလက်ဟွာလောက်ထားဗျာဒီမှာရေချိုးလို့မရဘူးတဲ့ဖဏမစီးရဘူးတဲ့ဖဏတော့စီးတယ်ဗျကျွန်တော်တို့ကတော့ဒါကတော့ရင်တော့ပေါ့နော်ဒီရွာလက်စမီပြရတော့ဒီခင်လေရေထွက်ကရေကိုဟောမီးယူတာပေါ့ဗျာမီးတယ်နော်ရေကတာလို့ပြီးမြည်ထားတဲ့နေရာဆက်သွားမယ်ရေစီးကနည်းနည်းတန်တယ်ဗျရေကပုံမှန်ဆိုရင်တော့ကြည်တယ်ဒါမိုးရွာထားတော့ရေကနည်းနည်းနောက်နေတာရေအားတော့တော်တော်ကောင်းတယ်ဗျရေအားတော့တော်တော်ကောင်းတယ်ရေစီးလက်တန်တယ်ရေကတော့ဆင်းချိုးလို့မရဘူးဗျအန်နေရများတယ်ရေမချိုးအောင်လည်းရေးထားတယ်လေနော်ဒါလေတွေကိုပေးတဲ့ရေဆိုတော့သူတို့ဒီရေပဲတောက်ကြတာလေပြီးတယ်ဒီရေပဲသုံးကြတာဆိုတော့နဲ့တွေ့ပြီဗျာဒီတောင်ခုနမြင်ရတဲ့တောင်ကြီးရဲ့အခြေကနေဒီလိုနေရာလေးတွေဒီလိုရေရွက်လေးရှိတယ်ဒီရေရွက်လေးတွေကနေပြီးတော့စုလာပြီးတော့ခုနကျွန်တော်တို့မြင်ခဲ့တဲ့ဟိုချောင်းလေးပေါ့နော်ချောင်းကနေအဲ့တနယ်လုံးကိုခင်းတဲ့တနယ်လုံးကိုရေပေးရတဲ့ဟာ